ကျွန်တော်ဒီနေ့ပြပြပေးမှာတော့လုပ်ငန်းရှင်တွေတည်တဲ့ employer branding ကြောင့်ဘာကြောင့် employer branding ကအရေးကြီးရလဲဘာကြောင့်မဖြစ်မနေလုပ်တင်တာလဲဆိုတဲ့အစားကိုကျွန်တော်ဒီနေ့ပြပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကရန်နေနိုင်ပါဘာကြောင့်ကျွန်တော်တို့ဒီ employer branding ကိုလုပ်တင်တာလဲဆိုတော့ကျွန်တော်တို့ဒီအခုလက်ရှိမြန်မာနိုင်ငံရဲ့အနေအထားတွေရောလုပ်သားရှားပါမှုတွေရောကျွန်တော် employer branding ကိုလုပ်တင်တယ်လုပ်ငန်းဝင်တစ်ခုမှာကျွန်တော်တို့ဒီအလုပ်လုပ်တဲ့ဒီဝန်ထမ်းတွေအနေနဲ့လည်းဒီလုပ်ပြင်မှာကျွန်တော် healthy ဖြစ်တဲ့ပတ်ဝန်းကျင်ဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်တို့သိအောင် business ရဲ့ image ကလည်းဒီအလုပ်မှာလုပ်တယ်ဆိုတာကဒီ employer တွေအနေနဲ့တန်ဖိုးထားတယ်ပေါ့ကိုကတော့ဘယ် company မှာလုပ်နေတာဒီ company ကဘယ်လို service တွေပေးတာဘယ်လိုမျိုး employer တွေကိုဂရုစိုက်တာအဲ့လိုမျိုးလုပ်ပြီးဆိုရင်ကျွန်တော်ရှိမိသား team ကလူတွေလည်းမထွက်သွားတော့ဘူးနောက်ထပ်ကိုယ့်ရဲ့လုပ်ငန်းမှာလုပ်ချင်နေတဲ့သူတွေလည်းရှိလာမယ်ပေါ့နော်လုပ်သားရှားတဲ့ပြဿနာကိုစိတ်တစ်ပိုင်းဖြေလျှော့ပေးနိုင်တယ်အဲ့လိုမျိုးတွေကြောင့် employer branding ကိုကျွန်တော်လုပ်တင်တယ်local ထဲမှာဆိုရင်ကျွန်တော် employer branding ကောင်းကောင်းမလုပ်တာတွေ့ရတော့ကျွန်တော်တို့ဒီ ban တွေအောင်အဓိကထားပြီးလုပ်ကြတယ်UAB ban ဆိုရင်ကျွန်တော်တို့ဒီ TikTok ဒီ social media မှာသူတို့ရဲ့ဒီဝန်ထမ်းတွေဒီ interview နေတဲ့ပုံစံမျိုးတွေလုပ်ငန်းခွင်က healthy ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလေးအဲ့လိုမျိုးလုပ်တယ်အဲ့လိုမျိုးလုပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပြင်ကဒီတက်တဲ့စာလူငယ်တွေရောဒီဘန်မှာမလုပ်ဘူးလူငယ်ရောဆိုရင်ဘန်ရဲ့ကာချာကိုသဘောကျပြီးတော့အလုပ်ချင်တဲ့သူတွေလာ join ရတဲ့သူတွေအဲ့လိုမျိုးလည်းရှိနိုင်တယ်ရှိပြီးသားကိုယ့်ရဲ့ human resource ကိုလည်းထိမိတာဖြစ်တယ်ဒီမှာလုပ်နေတယ်ဒီမှာပြောဖို့ကောင်းတယ်အခြားနေရာတော့တော်ရင်ဒီလိုမျိုးပြောဖို့ကောင်းမှာမလားကိုယ့်ရဲ့ company ကိုယ့်ရဲ့လုပ်ငန်းခွင်ဟာကိုယ့်ရဲ့ team member တွေကိုယ့်ရဲ့ဒီဝန်ထမ်းတွေနဲ့ community လေးတစ်ခုတည်ဆောက်ထားတာဖြစ်တဲ့အတွက် employer branding ကလုပ်ကိုလုပ်တင်တယ်ပေါ့နော်ဒီလုပ်ငန်းကြီးတီဖြစ်စေလုပ်ငန်းသေးတီဖြစ်စေ employer branding ကိုတော့အနေနဲ့အများလေးထည့်သွင်းစဉ်းစားတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒီနေရာပြောကြားလိုပါတယ်နောက်ထပ် branding နဲ့ပတ်သက်တာတွေသိချင်တယ်ဆိုရင် comment မှာရေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ပြကြတာပေါ့